guys အားလုံးပဲမင်္ဂလာပါလင်းရဲ့ flash video x ကနေအားလုံးပဲကျေးဇူးလိုက်ပါတယ်ကျွန်တော်တို့လင်း x ဆိုတော့ဒီနေ့ video မှာကတော့လင်းရောနော် VVC ကနေပြီးတော့04အဖြူလေးပေါ့နော် million cycle လေးမှာထားပါတယ်အဲ့ဒါဒီနေ့ delivery ရောက်မှာပေါ့နော်အဲ့ဒါကြောင့်လင်းရောစောင့်နေရပါတော့ဟောပါလေလင်းရောအဲ့ဒီကိုလူကြီးရဲ့အင်ကြီးကိုဝယ်တဲ့လားမဝယ်သေးဘူးလားဆိုတာကိုဝယ်တဲ့လားမဝယ်တဲ့လားစဉ်းစားမရတဲ့လူတွေအတွက်လင်းရောဝယ်တဲ့လားမဝယ်တဲ့ဘူးလားဆိုတော့ပြပြတော့နော်ဆိုတော့ delivery တိုင်းပါယူမယ်အဲ့ဆိုလို့လီယွန်တို့စောင့်နေရပဲဖြစ်ပါတယ် delivery ကဟိုဘန်နာဆိုပြီးတော့ခဏလေးစောင့်လာအောင်မယ် delivery စောင့်လာအောင်ခဏလေးပြန်တွေ့မယ်ပါလိုက်အားချာ TV နဲ့ထည့်ရတာပေါ့ရတယ်ဟုတ်ရနော်ပါတော့ဝေးနံပါတ်ဘလောက်တော့ကိုကထောက်ပါပါဆိုတော့အင်ကြီးရပြီဆိုတော့ let's go unboxing bro unboxing ခိုင်း master လောက်ဆိုတော့ပစ္စည်းရောက်ပြီဆိုတော့အင်ကြီးရောက်ပါပြီဆိုတော့ဟောက်မယ် bro premium ကတ်တွေမြင်နေရပြီ premium ကတ် bro ဟုတ်ပြီနော် million 04အေးဟိုကလေဘာလို့မွေးကန်းနန်းကလေဟိုတစ်ထွက်သွားပြီဆိုတော့ကြာဟိုတစ်ထည့်ရမှာလားတစ်ဖြုတ်ပြီးဘယ်လိုမှမတော့လို့အဲ့ဒါမေးတာအေး bro အေးဒီမှာ premium ကပုံကတ်ငါးပြိနဲ့30 80 bro ဒါဒီကတ်ကတော့မပြတော့ဘာလို့ဆိုတော့ VB ကသူကြွညာတဲ့အချိန်မှာတော့ဒီကတ်3ကတ်ကိုထည့်မပြတော့ဆိုဒီမှာ premium ကတ်3ကတ်လို့ပဲပြလိုက်တော့မယ်ဟုတ်ကဲ့ဒီနေ့နေရအေးနေရဟိုဒီမီးရမလိုက်ရအကိုက်ပဲဘရိုခိုင်းလေးထပြbro အေးဒါအင်းကြီးပေးလိုက်မယ် bro လာလိုက်တာ bro ပြောလိုက်မယ်ဝေးတဲ့လားဆိုတော့ဝေးတဲ့နေဒီမှာ premium က3ကက်လဲပါတယ်ဝေးတဲ့နေဆိုတော့တက်ကက်တော့ပြလိုက်မယ်တက်ကက်က VB ပြထားတယ်ဆိုတော့ဒီမှာတက်ကက်ဒီမှာ VB စကင်ပုံလေးနဲ့တွေ့ရတာစကင်ပုံလေးနဲ့ဒီမြက်ကဆိုတော့ဝယ်တဲ့လားဆိုတော့ဒီရင်ပြောရမယ်ဆိုရင်တော့ဝယ်တဲ့မှာလေဝယ်တဲ့မှာဝယ်နေ bro ကျွန်တော်ဟိုပါလေသူတို့ delivery ကပကံညာဥဘက်ကို9000ပဲရှိတယ် delivery ကတကယ်အသားကပူကောင်းသွားတယ်ဒီလားအသားကတော့တော်ကောင်းတယ်ဆိုတော့ medium bro 04 few ဒါပြန်ပြောပြန်ပြီဆိုတော့ပြောရမယ်ဆိုရင်ဝယ်တဲ့လားဆိုတော့ဝယ်တဲ့မှာလေတန်လားဆိုတော့တန်ပါလေဒီမှာပေါ့နော် oh bro premium က3ကတ်တက်ကက်ပဲပြန်ပြီဘာလို့ဆိုတော့တက်ကက်က VV 2ခွာမှာပြ VV 2ကျင်ညာရဲ့ထက်မှာပြဆိုတော့ဝယ်မယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်ကိုပါဝါတရားနဲ့5ပရိတ်က300ဆင်းရဲနေရာမှာဝယ်ခြင်းနဲ့ဖုန်းနံပါတ်ကိုချပေးထားပါမယ် Telegram မှာမှားခြင်းနဲ့ဆိုရင်တော့ shop ဝယ်ခြင်းရင် Viber လေးရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီကတော့ပြောပါလေ bye bye